နောက်တစ်ပုဒ်ကကြတော့ sum of arithmetic series ကိုတဲ့ဒီပုံသင်နည်းလေးပေးထားတယ် show that ဆိုပြီးတော့ဒါရမှာဒါဆိုရင် SN နဲ့မူလပုံသင်နည်းလေးကိုဆရာမတို့ကသိတယ် n by 2a plus n minus 1 into d ဆိုတဲ့ဟာလေးနော်အဲ့မှာသူကဒီဟာလေးကိုအရင်ဆုံးဖြန့်ကြည့်လိုက်မယ် summation r equal to 1ကနေ n 5r minus 1အရာနော် a တန်ဖိုးသည်u1 1ဆိုရင်ဒီမှာ1ကိုထည့်လိုက်တယ်5 into 1 minus 1ဆိုတော့4ရမယ်ပြီးရင် u2 ကိုရှာမယ် d ရှာဖို့အတွက် u2 ကိုရှာတာနော်အဲ့တော့5 into 2 minus 1ဆိုတော့9ရမယ်ဒါကြောင့်မလို့ d သည် u2 ထဲကနေ u1 ကိုနှုတ်တာဖြစ်တယ်9 minus 4ဆိုတော့ d က5ရသွားတယ်ဒါဆိုဆရာမဒီအပေါ်ကပု္ပ္ပစာတွေကိုပြန်ထည့်လိုက်မယ်နော် SN ကိုပြန်ထည့်လိုက်မယ် n က n ပဲ n by 2 a က 4 n minus 1မှာ d က5ဆိုတဲ့ဟာလေးရပြီဒါလေးကိုဖြတ်လိုက်မယ် n by 2 a plus 5n minus 5ဖြတ်လိုက် n by 2ကိုဝင်မမျှဘူးသူကလိုချင်တဲ့ဟာနဲ့အတူတူပဲဖြစ်နေလို့နော် given that ဆိုပြီးတော့ဒါလေးကိုပေးထားတယ်နော် given that ဆိုပြီးဒါပေးထားတာ show that ဆိုပြီးအဲ့ပေးထားတဲ့ဒီဟာကဒီ summation နဲ့တူကြောင်းပြမှာဒါကြောင့်ဆရာမတို့ကဒီလိုချင်တဲ့ကောင်က n by 2ဆိုတဲ့ဟာပုံထုတ်ထားပြီးသားဟာဒါကြောင့်ဝင်မမျှဘူးအဲ့3 plus 5n ဆိုပြီးဖြစ်သွားအောင်အခုဆရာမတို့ကဒီဘက်ညာဘက်အချမ်းဟာကိုဖြန့်နေတာနော်သူကရှိတဲ့ a တွေ d တွေကိုယူသုံးပြီးတော့ SN နဲ့ပုံသင်နည်းအတိုင်းထည့်လိုက်တာကိုဒါထွက်လာလို့သူပြောတဲ့ given that SN နဲ့တူသွားတယ်ဒါကြောင့်မလို့ show that ဖြစ်သွားပြီဒါလေးကိုချရေးပေးလိုက်ရုံပဲနော်လို့ကြောင့် SN equal to summation r equal to 1 and 5r minus 1လို့ရေးပေးလိုက်ရုံပါပဲအဲ့မယ်နော်လို့လေး show that ပြရုံနဲ့ဒါ6မှတ်တန်း6မှတ်ရသွားပါပြီအဲ့ဒါနံပါတ် A right သူဘာပြောထားလဲဆိုတော့ n term of A is Tn နဲ့နော်ဒါလေးကိုပြောထားတယ်အဲ့တော့ T20 n term of A ဆိုတော့ A ရဲ့ ဒီ series တစ်ခုလုံးသူက A လို့ခေါ်ထားတာအဲ့ဆိုဆရာမတို့က T20 ကိုရှာဖို့အတွက်ဆိုဒီပုံသင်နည်းကိုဝင်သုံးမှာပေါ့နော်ဒါသူပေးထားတဲ့ summation မှာ u1 ကိုလိုချင်ဒီမှာ1ထည့်လိုက်တာ u2 ကိုလိုချင်ဒီမှာ2ထည့်လိုက်တာဒါကြောင့် T20 ကိုလိုချင်ဒီနေရာမှာ20ဆိုတဲ့ခါလေးကိုထည့်လိုက်ရုံပဲT20 equal to ဆိုရင်5 into 20 minus 1ဆိုတော့99ရပါမယ်နောက်ဘာရှာရအောင်မှာလဲဆိုတော့ SN plus 3တဲ့ SN ဆိုတဲ့ equation ကိုကျွန်တော်တို့ရထားတယ်ဒါကြီးရထားတယ်အဲ့တော့ n နေရာမှာ n plus 3ဆိုတာကိုဆက်ပြီးတော့ထည့်လိုက်အောင်ပါလိုတာလေးတွေကိုကြိုးပြီးရှာထားတဲ့သဘောเนาะအဲ့တော့ n နေရာမှာ n plus 3 by 2ဒီနားလေးမှာထည့်နေရပါနော်မထည့်တဲ့ဟာလေးမမြင်ပါဆိုလို့ရေးပေးမယ်နားမှာလာထည့်တာ n plus 3เนาะ n plus 3မို့လို့မ n နေရာမှာ n plus 3လေးတာထည့်တာပါ3 plus 5 n plus 3ဒီလိုလေးဖြစ်သွားမယ်အဲ့တော့ဒါကိုဖြည့်ရှင်းလို့ရတဲ့ simplify ထိရှင်းထားလိုက်မယ်3 plus 5n plus 15နော်ဒါတော့ဒါလေးက n plus 3 by 2 18 plus 5n ဆိုတဲ့ဟာလေးရထားမယ်နော် n plus 3လေးနဲ့ဝင်မျှအောင်ပါပေါ့အဲ့တော့ဒါလေးကိုပြီးမှရှင်းမယ်အခုဆရာမဒီမှာပေးထားတာ SN plus 3 ဒီ given that ဆိုပြီးပေးထားတယ် 4t20 minus 18ဒါလေးကိုအရင်ဆုံးဖြန့်ပြန်ရေးလိုက်မယ်အဲ့တော့ SN plus 3နေရာမှာ n plus 3 by 2
ပြီးသွားရင်18 plus 5n ဆိုတဲ့ဟာလေးရှိတယ် for d20 က99 minus 18ဆိုတာလေးရှိတယ်အဲဆို d2 ကိုဟိုဘက်ကိုသွားမြောက်လိုက်မယ်เนาะခဏလေးရှင်းလိုက်မယ်4 into 99 minus 18နောက်2နဲ့မြောက်ထားတယ်7 5 6တော့ဒီကောင်တစ်လုံးချင်းစီကိုမြောက်မယ်เนาะအဲ့တော့18 and ဒီလိုလေးတစ်လုံးချင်းစီကိုမြောက်တာเนาะဒီလိုလေးတစ်လုံးချင်းစီကိုမြောက်မယ်ဒီကောင်ကြောက်ဆက်မခုနဟိုဘက်ကိုသွားမြောက်လိုက်ပြီเนาะဒီမှာဆိုလို့အဲ့တော့ဒါရင်18 and plus 5n square 54 plus 15n ဆိုတာရှိမယ်တော့ဒီဘာတွေကိုဒီမှာ quadratic formula ဖြစ်အောင်လုပ်လိုက်မယ် 5n square plus 33n ဒီကောင်ဒီဘက်ကိုလာရင်နှုတ်မှာဆိုတော့54 minus 756နှုတ်လိုက်ရင် minus 702 equal to 0ဆိုပြီးရပါတယ်အဲဆို quadratic formula ကိုယူသုံးလိုက်တာပေါ့နော်အဲ့တော့ n ကိုလိုချင်ရင် minus b plus or minus square root of b square minus 4ac by 2a ဒါလေးနဲ့ယူတွက်ပါတယ်ပေါ့အဲ့တော့ mod 53 yeah 533 minus 702ဒါလေးကိုနဲ့တွက်လိုက်တဲ့အခါမှာ n equal to 9 or n equal to minus 70 78 by 5ဆိုတဲ့ဟာလေးရတယ်အဲ့တော့အနှုတ်ဆိုတဲ့ဟာ n တန်ဖိုးကိုအနေနဲ့အလုံးကြီးမလို့မယူเนาะဆရာမတော့ whole number ပဲယူမယ် n equal to 9ကိုပဲယူတယ် find the value of n ဆိုရင် n equal to 9ဆိုပြီးတော့ရပါပြီအဲ့ဆိုရင်ဆရာမတို့ဒီပု္ပ္ပစာ4မှတ်လေးရပါမယ်ဒါလေးတွက်ထားတယ်ပေါ့ဒီလို substitute လေးထည့်ရဲဆိုရင်အလုံးပေါင်း4မှတ်ရပါမယ်ကျေးဇူးတင်ပါတယ်